ကျွန်တော်တို့ TikTok မှာဆိုရင် TikTok Short ရှိရယ် YouTube မှာဆိုရင် YouTube Short Facebook မှာဆိုရင် Facebook Reels စသဖြင့်ဒီ platform တွေပေါ်မှာပဲကျွန်တော်တို့လူတွေလည်ပတ်နေကြတယ်ဒါပေမဲ့လူတွေမသိကြသေးတာကငါဘာရွေချက်ကြောင့်ကြည်နေရလဲ social media ကိုပွားရလူတွေထင်နေကြတယ်အမှန်တရားတစ်ခုကဘာလဲဆိုရင်ကျွန်တော်နေ့စဉ်လုပ်နေကြ lifestyle တွေပျော်ရွှင်မှုတွေ emotion တွေအကုန်လုံးကို social media ပေါ်ပဲပုံအပ်နေကြတယ်ဥပမာထားရတော့မိတ်ဆွေဗီဒီယိုတစ်ပုဒ်ကိုတွေ့လိုက်တယ် share မိုက်တဲ့ဗီဒီယိုပဲဖြစ်ဖြစ်စိတ်ဝင်စားစရာကောင်းတာပဲဖြစ်ဖြစ်မိတ်ဆွေရဲ့စိတ်ကိုနှိပ်ပြီးကြည့်နေရဆိုတာသတိထားမိလားဒါကိုမသိသိလို့ခေါ်ပါတယ်နောက်တစ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့တစ်ခုရှာဖို့လေးလာဖို့အတွက် TikTok ဒါမှမဟုတ် Facebook ကိုဖွင့်လိုက်တယ်ဗီဒီယိုတွေတက်လာတော့တူလို့ကြည့်မိသွားတယ်အကုန်လုံးကိုကျွန်တော်တို့ရဲ့မသိစိတ်ကအလုံးလုံးနေပါတယ်အထဲမှာခုခေတ်တော်တော်လေးအကြည့်များနေတဲ့ဗီဒီယိုတွေရှိပါတယ်ဒီလိုဗီဒီယိုတွေပဲဖြစ်ပါတယ်ဒါကို short form content လို့ခေါ်ပါတယ်ဒီ short form content ဗီဒီယိုတွေကိုအများဆုံးလူတွေကကြည့်ရှုနေကြပါတယ်ဒီကို TikTok မှာဆိုရင်အချိန်90မိနစ်နီးပါးလောက်ရှိရဲ့တရားခိုင်နှုန်းလူတွေကကြည့်ရှုနေကြပါတယ် YouTube မှာဆိုရင်လည်း short form ဗီဒီယိုတွေကို25ရာခိုင်နှုန်းနေပြီးတော့35ရာခိုင်နှုန်းလောက်ထိကြည့်ရှုနေကြပါတယ် TikTok ကဒါနေတဲ့ပမာဏမဟုတ်ပါဘူးဘယ်လောက်တောင်လဲဆိုတော့ daily video viewer 1 billion ကျော်ထိရှိပါတယ်ဒါတောင် trending ဖြစ်နေတဲ့အချိန်မပါသေးပါဘူးဒီလိုမျိုးအချိန်တွေမှာဆိုရင်3ဒါမှမဟုတ်4 billion ကျော်ထိရှိပါတယ်ဒီလိုအချိန်မျိုးဆိုရင်မဆွေလုံးတဲ့နေရာတခုရှိပါတယ် content creator ပဲဖြစ်ပါတယ်မိတ်ဆွေလှုပ်ချင်တဲ့ content တွေ brand တွေအကုန်လုံးကိုလူထောင်ကြီးစီပို့လိုက်မယ်ဆိုရင်အချိန်လုံးတွင်းမှာပဲမိတ်ဆွေကိုလူတီများလာနိုင်ပါတယ်ဒါပေမဲ့မိတ်ဆွေဖန်တီးထားတဲ့ video ပေါ်လည်းမူတည်ပါတယ်လူတွေစိတ်ဝင်စားမှုရအောင်လုပ်ဖို့အတွက်နည်းလမ်းတစ်ခုပဲရှိပါတယ်အဲ့ဒါတော့ hope ပဲဖြစ်ပါတယ်လူတွေကမိတ်ဆွေရဲ့ video မြင်တာနဲ့အရင်ကြည့်တာမဟုတ်ပါဘူးအရင်နားထောင်ပြီးမှဆက်ကြည့်ရပါအဲ့တော့ပထမဆုံးကျွန်တော်တို့လုပ်ရမှာက video ရဲ့အစ3စက္ကန့်ဒါမှမဟုတ်4စက္ကန့်လောက်ထိကိုလူတွေရဲ့မတိစိတ်တွေရောတိစိတ်တွေရောအကုန်ထည့်ပေးရပါမယ်ဒီလိုနီးလန်းတွေလို့တချို့သောလူတွေရဲ့ video တွေက view တွေ engagement တွေက million ကျော်ထိဖြစ်နေရပါအဲ့တော့မိတ်ဆွေလူတွေစိတ်ဝင်စားမှုပိုပြီးရကြတယ်ဆိုရင် hope ပိုသုံးမရပါလိမ့်မယ်